ဟုတ်ပြီမယ်ဆိုတော့ကျွန်တော်တို့ဟာလာကလည်းငွေဘယ်လိုထောက်ရမလဲပေါ့နော်ဟုတ်ပြီမယ်ဆိုတော့ကျွန်တော်အသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီမယ်ဆိုတော့စိတ်ဝင်စားရင်ဒီဗီဒီယိုလေးကိုအစားနဲ့ဆုံးထိကြည့်လိုက်ပါဟုတ်ပြီကျွန်တော်ဟာလာထဲကိုဝင်သွားလိုက်မယ်ဟုတ်ပြီမယ်ဆိုတော့ငွေထုတ်ဖို့အတွက်ပေါ့နော်ဒီမိဆိုတဲ့နေရာလေးကိုနှိပ်ရတာဖြစ်ပါတယ်ဒီမှာပေါ့နော်ဟုတ်ပြီမယ်ဆိုတော့ဒီနေရာရောက်လာလို့ရှိရင်ကျွန်တော်တို့ဒီ point ကိုထောက်ရမှာဖြစ်ပါတယ်နော်ဒီ point တွေပေါ့နော်ဟုတ်ပြီဒီ point တွေကကြတော့ကျွန်တော်တို့တသိန်းရှိမှထုတ်လို့ရရင်ပေါ့နော်အခုကြတော့ကျွန်တော်6316 point ရှိတယ်ပေါ့နော်အဲ့ဒီ point ကိုကျွန်တော်ထုတ်လို့မရသေးဘူးပေါ့နော်ကျွန်တော်တို့ပထမအချိန် point တသိန်းရှိမှထုတ်လို့ရရင်ပေါ့နော်ဟုတ်ပြီမယ်ဆိုတော့ကျွန်တော်တို့ဒီ point တွေကဘယ်လိုစုရမလဲပေါ့နော်ဟုတ်ပြီအဲ့ဒီအကြောင်းကျွန်တော်အရင်ဆုံးရှင်းပြလိုက်ပါမယ်ဟုတ်ပြီကျွန်တော်တို့ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီမယ်ဆိုတော့ဒီမှာပေါ့နော်ဒီမှာကြတော့ကျွန်တော်တို့ပါတီထိုင်ရမှာဖြစ်ပါတယ်နော်ဟုတ်ပြီမယ်ဆိုတော့ကြိုက်တဲ့အခါမှာဝင်ပြီးတော့ပါတီထိုင်လို့ရတယ်ပေါ့နော်ဒီမှာအခန်းတွေအများကြီးရှိတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်အခန်းတစ်ခုမှာဝင်သွားလိုက်မယ်ဟုတ်ပြီမယ်ဆိုတော့ဒီနေရာမှာတစ်ချက်ထောက်ပြီးတော့ဘယ်လိုတော့ပါတီထိုင်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒီမှာပေါ့နော်ဒီခုံးတွေကအားတွေပေါ့နော်ဒီမှာပေါ့နော်ဒီခုံးကြတော့လူထိုင်နေပေါ့နော်အဲ့ဒါကျွန်တော်တို့နှိပ်ပြီးတော့ထိုင်လို့မရဘူးပေါ့နော်ဒီခုံးတွေကကြတော့ကျွန်တော်တို့အားတယ်တစ်ချက်ထောက်ပြီးတော့ထိုင်လို့ရတယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့အကောက်ဖောက်သွားလို့ရှိရင်9ရက်ဇက်တိုက်ပါတီထိုင်ရမှာဖြစ်ပါတယ်နော်အဲ့ဒါမှကျွန်တော်တို့ point တွေကတက်လာမယ်ပေါ့နော်ဟုတ်ပြီတရက်ကို2နာရီကျော်ပါတီထိုင်ပါနော်ဟုတ်ပြီတရက်ကို2နာရီကျော်ပါတီထိုင်ပြီးပါလို့ရှိရင်မိတ်ဆွေတို့ကဒီမှာပေါ့နော်ဒီ text ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့မိတ်ဆွေတို့က point ကိုယူရမှာဖြစ်ပါတယ်နော်သူကသူ auto မဝင်လာဘူးပေါ့နော်မိတ်ဆွေတို့ကပါတီထိုင်ပြီးပါလို့ရှိရင်ဒီနေရာလေးကိုလာပြီးတော့ point တွေယူရမယ်ပေါ့နော်ဟုတ်ပြီတစ်ချက်ထောက်လိုက်မယ်ဟုတ်ပြီဒီမှာလာပြီးတော့မိတ်ဆွေတို့က point တွေကိုယူပါမှာဖြစ်ပါတယ်နော်ဟုတ်ပြီဟုတ်ပြီမိတ်ဆွေတို့ကျွန်တော် point ဆိုတဲ့နေရာလေးကိုတစ်ချက်ထောက်လိုက်မယ်ဒီမှာပါနော်ဒီနေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ပတ်စံထောက်မှာဖြစ်ပါတယ်နော်ဟုတ်ပြီ point တသိန်းရှိမှထောက်လို့ရရင်ပေါ့နော်မိတ်ဆွေတို့ကဒီနေရာရောက်လာလို့ရှိရင် tab ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်မြန်မာကိုရွေးလိုက်မယ်ပေါ့နော်ဒီမှာနော် web cable နဲ့ငွေထောက်ရင်မြန်မာကိုရွေးပါနော်ဟုတ်ပြီ payment ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်မိတ်ဆွေတို့က wave နဲ့ငွေထုတ်ရှင်လား cable နဲ့ငွေထုတ်ရှင်လားပေါ့နော် Airpay နဲ့ငွေထုတ်ရှင်လားမိတ်ဆွေတို့ကငွေထုတ်ရှင်တဲ့ဟာကိုရွေးလိုက်ပါကျွန်တော် cable ကိုရွေးလိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီနေရာမှာကြာတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီအပေါ်ဆုံးကြာတော့ကျွန်တော်တို့ cable ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်ဒီအောက်ပိုင်းကြာတော့ကျွန်တော်တို့ cable အကောင့်နံပါတ်ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်အဲ့ဒါပြီးပါလို့ရှိရင်မိတ်ဆွေတို့ကဝေဒနေရာလေးကိုနေရာမှာဖြစ်ပါတယ်ဒီနေရာပေါ့နော်ဟုတ်ပြီကျွန်တော်မှာအခုအဲ့လို point မရှိသေးဘူးပေါ့နော်ကျွန်တော် point ထုတ်လို့မရသေးဘူးပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကကျွန်တော်တို့ဒီမှာပေါ့နော် point တသိန်းဆိုရင်ကျွန်တော်တို့$10ပေါ့နော်$10ကြာတော့မြန်မာငွေဆိုရင်42,000 $1ကိုကြာတော့4,200ပေါ့နော်မိတ်ဆွေတို့ကဒီမှာကြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီ point တသိန်းဆိုပြီးပါလို့ရှိရင်မိတ်ဆွေတို့က42,000ရပြီပေါ့နော်ဟုတ်ပြီပထမဆုံးကျွန်တော်တို့ point တသိန်းထောက်မှာဖြစ်ပါတယ်ဒုတိယအချိန်ကျတော့ကျွန်တော်တို့1,000 2,000အဲ့လိုထုတ်လို့ရတယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော် YouTube channel ကို subscribe မလုပ်တဲ့လဲ subscribe လေးလုပ်ထားပါ